ကျွန်တော်တို့ဒီဆောင်းတွင်းရောက်လာပြီဆိုတော့ရက်ကွက်တွေထဲမှာရွာတွေဘက်မှာဒီအမိုက်တွေကိုပေါ့ဒီတိရွက်ရှောင်းအမိုက်တွေတိရွက်တွေဒီရှုံပုတ်ကထွက်လာတဲ့မီးရှို့လို့ရတဲ့ဟာမှန်သမျှကိုမီးရှို့ကြတယ်ကျွန်တော်တို့ရဲ့ဒီမြန်မာ culture တစ်ခုလိုတောင်ဖြစ်နေပြီမနက်စောစောဒါမှမဟုတ်ညနေခင်းဆိုလို့ရှိရင်မီးရှို့ကြတယ်အမှန်အဲ့လိုမီးရှို့တာပတ်ဝန်းကျင်အတွက်လည်းမကောင်းသလိုကိုယ့်ရဲ့အဆုတ်ကျန်းမာရေးအတွက်လည်းမကောင်းညနေခင်းဆိုလို့ရှိရင်များအမှဟိုဘယ်လိုကောင်းမလဲအေးတဲ့ဒေသတွေမှာဆိုလို့ရှိရင်မြူလေးနဲ့နေရတာကောင်းပေမဲ့ဒီအေးတဲ့နေရာမဟုတ်ရင်အဲ့ဒီမြူလို့ဘာလို့နဲ့တေချာကြည့်ရင်အဲ့ဒါအနံ့လည်းထွက်သေးတယ်မီးခိုးတွေဘလို့မှဒီပတ်ဝန်းကျင်အတွက်လည်းမကောင်းအဲ့တော့မီးရှို့ကြတယ်မီးမရှို့ပဲနဲ့ဒီလိုမျိုးဒီတိရွက်လျှောက်တွေဒီအမိုက်တွေကိုဒီလိုမျိုးစုပုံထားလိုက်ဒီမှာဆိုလို့ရှိရင်တော့ကျွန်တော်ဘောင်ကာထားတယ်ဒီဝါးနဲ့ဘောင်ကာထားတယ်ဘောင်ကကျတော့ဒါ၈လက်မအမြင့်လောက်ရှိတယ်ဒီဘောင်ကကျတော့အလျား42ပေရှိတယ်အနံ4ပေခွဲရှိတယ်ပြောချင်တာကဒီဘောင်ကကာလဲရတယ်မကာလဲရတယ်တိရွက်လျှောက်တွေမျက်လျှောက်တွေအကုန်လုံးစုပုံပြီးတော့သွားနေပြီးတော့ရေဖြန်းလိုက်ဒီfish amino acid တို့ဒီ EM တို့ရှိရင်တော့လည်းပိုကောင်းတာပေါ့ဗျာအဲ့ဒါနဲ့TJA တို့ရှိရင်လည်းရတယ်အဲ့ဒါနဲ့ဒီတိရွက်လျှောက်တွေကိုရေဖြန်းပြီးတဲ့အခါရေဆိုးအောင်ဖြန်းပြီးတဲ့အခါအိုက်ကောင်တွေကိုသူအညွှန်းတိုင်းသုံးဗျာဆိုတော့တချို့ကတော့ရေတဆဆေးတဆရေ10ဆရောကြတယ်အဲ့လိုမျိုးသူ့အညွှန်းတိုင်းဒီရောပြီးတော့ဒီနောက်ဆုံးတစ်လွှာမှာလောင်းပေးလိုက်ပေါ့အဲ့လိုမျိုးလောင်းရင်တော့လည်းပိုဆွေးတယ်ဘာမှမရှိဘူးဆိုရင်တော့မှဗျာဒီရေရွှဲအောင်လောင်းလိုက်လို့ရှိရင်ဒီအဆွေးမြန်တယ်အဲ့ကျတော့ပြောချင်တာကလေအမိုက်တွေကိုမီးမရှို့နဲ့ဒီလိုမျိုးဆွေးအောင်လုပ်ကြလို့ရှိရင်ကျွန်တော်တို့ဒီတိရွက်ဆွေးမီရောစာရတယ်အပင်တွေမျိုးစုံစိုက်လို့ရတယ်ဒီထဲမှာဆွေးတာမှန်သမျှထည့်လို့ရတယ်နော်ဆွေးတာမှန်သမျှထည့်လို့ရတယ်ဒီစွန်းစုံလုံးဗျာတန်စားတော်မှထည့်လိုက်လို့ရတယ်တန်ကြီးတက်သွားမှာဗျာဒါပေမဲ့ခြေထောက်တွေပါတယ်ဂီမထိခိုက်မိအောင်တော့ဂီစားရမှာပေါ့ပလတ်စတစ်အတူစားရတော့မထည့်နဲ့ဗျာပလတ်စတစ်တွေကတော့ဒီမဆွေးဘူးဖြစ်တယ်ဘယ်လိုကောင်းမလဲအမြစ်တွေကိုလည်း block ဖြစ်တယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်ဒါ6လမလောက်လုပ်ပြီးသွားပြီခင်းပြီးသွားပြီဒါပေမဲ့ဆွေးသွားတဲ့အချိန်မှာသူက4ပုံ1ပုံလောက်ရောကျသွားတဲ့အခါကျတော့ဒီထက်ဆိုပါတော့ဒီထက်2ဆ3ဆလောက်ပို့ထူကိုလိုတဲ့ပမာဏထက်2ဆ3ဆလောက်ပို့မြင့်လေးလှုပ်ထားတယ်ဘောင်တစ်ခါလေးလှုပ်မယ်ဆိုရင်ပေါ့ဗျာဘောင်မလှုပ်ဘူးကိုကဆွေးဖို့အတွက်ပဲဆိုရင်တော့အဆင်ပြေသလိုပုံလို့ရတယ်ပြောနေတာဒီတိရွက်လျှောက်တွေအမိုက်တွေကိုမီးမရှို့ကြပါနဲ့ကျွန်တော်တို့ဒီပတ်ဝန်းကျင်အတွက်လည်းမကောင်းကိုယ့်အတွက်လည်းမကောင်းဘူးအဲကျတော့ဒီလိုမျိုးဒီတိရွက်ဆွေးလေးရအောင်ဗျာဒီလိုမျိုးဒီတနင်္လာနေ့လေးပဲဖြစ်ပေါ့ကျွန်တော်တို့ဒီမှာဒါပဲအများကြီးဆိုင်မှာမလို့ဒါ42ပေအရှည်နဲ့ဒီလောက်ထတာဘောင်းသမမျိုးလောက်ထတာကျွန်တော်တို့ဆွေးဖို့အထိမဆောင်တော့ဘူးဒီပုံမှာတစ်ခါလေးဆိုင်မှာဆွေးဖို့အထိမဆောင်လို့ဆိုရင်တော့ဒီဆွေးမြင့်မှုဖြစ်စဉ်မှာပူထုတ်တဲ့အခါကျတော့ဗျာရေတော့များလောင်းပေးရတယ်ပထမအဆုံး14ရက်လောင်းပါလေကဲကျေးဇူးပါဗျာနောက်ဗီဒီယိုမှာပြန်လည်တွေ့ဆုံကြပါမယ်